ဟယ်လိုကားနဲ့လာပြီးတော့ကိုကဆောက်သူ့ကားပေါ်ရင်တက်လိုက်ကွာပြန်ကြတော့သူ့ကားနဲ့ပြန်လိုက်လာပြီးတော့အဲ့ဒါမှဆက်ရုံဆင်းပြီလားဆက်ရုံမဆင်းသေးဘူးအဲ့တော့ဟိုပဲရှိသေးတာပြအဲ့သူ့ပဲမပါဘူးလားပါဘူးသူကားပြင်မယ်လို့ထွက်သွားတာသူအဲ့လိုလိန်ဆက်ဆန်တာပဲဒီလိုပဲရိုက်ထားလိုက်လားတခါတော့သူပြောဘူးလို့ရိုက်ရင်ကောင်းမလားရိုက်မလားလို့ပြောတော့တမန်နေခိုင်းတာအဲ့ဒါကြတော့ဗာတို့ဟိုဒီဘက်မှာဒီဘက်အိမ်ငှားနေနေပဲလားပွင့်လင်းပြောတော့မင်းမပွင့်လင်းပြောဘာမှပြောယောက်ျားလဲဟိုဟာဖြစ်တယ်ဒါခန္ဓာရရှိတယ်ပြောအေးကိုချော့ပြောနော်ချော့ပြောဘူးဆိုရင်ဘာတော့ငါတို့တွေကနှစ်ချက်စောက်ချက်ပွဲနေတော့ဒါမှမပြောပြောနေရတယ်ဗာဆက်ကိုတို့ရတော့ဆက်ကွဲသွားဘာမှဖြစ်တော့ဘူးကအဲ့တော့လူကျင်တာကွာဖြစ်သွားလိုက်တယ်ဒီလိုကြောင်းဖြစ်သွားတယ်ပြီးသွားပြီဒီလိုမျိုးတို့ကမဟုတ်ဘဲနဲ့တို့ကတစ်ဖက်သောင်းနေငါတို့ကဟိုမမင်းမပဲပြီးလို့ရှိရင်လင်ငယ်နေပြီးတော့ခုနှစ်ဖြစ်တော့ပုံစံမျိုးတို့ကလောက်ပြောနေတာမဟုတ်လို့အဲ့ကြောင့်ချန်နယ်နဲ့တိတိကျကျပဲပြောတဲ့ကနာမည်သိရင်ပြောတခါတည်းစားအဲ့လိုထီပါးဒီပါနဲ့စားလို့ရနေပြီးတော့နောက်ကျတော့အဲ့လိုက်ပို့အိမ်ကိုစားဖြစ်လာတယ်လိုက်ပို့ပြီးတော့နောက်နေ့မနေ့ကျတော့ဈေးရောက်နေစားပို့တယ်အဲ့လိုမျိုးဖြစ်တယ်ပေါ့ဟဲ့ငါတွေ့ကျင်တာပေါ့ပြီးတော့ကိုကလည်းစိတ်ပါတယ်ကိုကလည်းအမှဟိုဖြစ်သွားတာပေါ့ပိုင်းရနေပြီးတော့သိမယ်ဘာလဲပြောတော့ဒီစိတ်ပေါက်ထားတာဒီမျိုးနေလို့ရလို့လားဖြစ်လို့ရလို့မေးတယ်လေအဲ့ဒါပညာပြအောင်လုပ်ပြီးမယ်ပြီးတော့ပညာပြအောင်လုပ်ပြီးမယ်လို့ပြောပြီးတော့ပညာအဲ့ဒါပြတ်သွားတာလေညောင်းလုံးပြတ်သွားတယ်ဈေးရောပညာလာတင်မယ်သမီးကိုစမနဲ့ဟိုနဲ့တိုက်တယ်ဖြစ်ပြီးတော့လားဖြစ်ပြီးတော့တိုက်တယ်လားဖြစ်ပြီးတော့တိုက်တာဖြစ်ပြီးတော့တိုက်တာလားမဖြစ်ခင်တိုက်တာလားအဲ့တော့သိမှမလို့ပညာပြတ်မပြတ်ဘူးလားပညာပြတ်မှာလားပညာမပြတ်တဲ့ဈေးတိုက်နေတဲ့တိုက်ပြီးရတယ်ဆိုပြီးအမှလက်ရောက်ချင်းနဲ့စာရဲမှာဒီစမရေးရတာမပါလားမရှိဘူးအဲ့ဒါနဲ့ခက်စေးတိုက်မှာပြောမရဘူးခက်စေးတိုက်မှာပေါ့လို့မသိဘူးလားမသိဘူးဘာလဲမသိဘူးပညာပြတ်တဲ့စမလို့ပြောတာပဲအဲ့ဒါမှသူဈေးရောက်ပြင်လိုက်ပါလို့ရှင်ဒါအိမ်မှာမနေဘဲနဲ့သူနဲ့ပါသွားတာပေါ့နည်းအဲ့လိုကြည့်ရတာဟုတ်ပါဘူးအဲ့လိုနည်းနည်းတော်ကြာမှတနေ့ကြာပါအဲ့လိုမျိုးနည်းကြာမှဟိုမှမမေးဘူးတဲ့ဟုတ်ကဲ့လားမမေးဘူးလားတဲ့ခုနဲ့နာမည်နေရာကိုသိတယ်နေရာပြောလိုက်ရင်ကိုလူအဲ့စာကိုသွားဖတ်လိုက်လို့ရတယ်တဲ့ခုနဲ့နာမည်အဲ့ဒါပြောရကြဖတ်ကြည့်လိုက်မယ်ဘာလို့ဟိုအဓိကမင်းမငါတို့ကရအောင်နောက်ဆုံးချိန်ရအောင်ကာကွယ်မှာနောက်ဆုံးအဖြေကဒီလိုကြောင်းသူလည်းဖြစ်တယ်ဆိုတာအဖြေပေါ်ရပြီနေတာဘာမှငါတတိတယ်ငါတို့ငါပြန်ပေါင်းတော့ဘာမှမဖြစ်ဘူးနော်ဒါသူပတ်ဝန်းကျင်မှော်ပြီးမှသွားတာများတယ်ဟိုမှော်ပြီးမဟုတ်တဲ့သမီးအမေတို့ရှိဘူးတစ်ခေါက်သွားတော့တာတော့အဲ့ဒီဟိုကဘက်ကိုသူအဲ့ဒီမိမိုးလန်းဆိုပြီးလိုက်ပို့ပြီးတယ်အမှတော့ကျတော့တစ်ခါသွားတွေ့တယ်အဲ့ဒါတော့ဖေတဲ့ခုနဲ့တော့မှတ်မိပြီတော့အပြင်တဲ့ခုနဲ့ဆိုရင်အဲ့တဲ့ခုနဲ့တစ်ခုပဲရှိတယ်ကျန်တာကတော့အသွားများတော့အဲ့မှော်ပြီးတဲ့ခုနဲ့သူကတော့ကြီးရဒေါ်လာလေးသူတောင်ပြောသေးတယ်မြို့ကမှတွေ့ရတယ်တဲ့ခုအထင်ကိုရှိလို့လားသိတယ်မလားဒါသိတယ်ဘာလို့အဲ့ဒါဟိုကမှော်ပြီးတဲ့ခုနဲ့သူတို့ဘူးလို့သွားလို့ရှိရင်အဲ့မှာတော်အဲ့ဒီတဲ့ခုနဲ့နေမှာပေါ့အဲ့ဘယ်ခေါ်သွားတာလဲဟိုတော့ကြားပြအောင်အဲ့ဟိုတာကေတာမှပြန်လာတော့အဲ့နေကသူနဲ့တွေ့နေတာတာကေတာနေကပြန်လာတယ်မင်းကကားမှားရှိတယ်ဘာညာဆိုတာလေဟုတ်တယ်အဲ့ဒါသူနဲ့တွေ့အဲ့ဒါဖုန်းခန်းလာခေါ်ရပါညာဟာပါအဲ့ဒါကဒါဆိုဒါလိုဘက်ကဟုတ်အဲ့ဒါကြတော့ဒီမှော်ပြီးပြန်လာပြီးတော့အဲ့ဒီမှော်ပြီးတဲ့ခုမှာလည်းတွေ့မှာမဟုတ်ဘူးအဲ့ဟိုလိုက်အဲ့တော့သူတို့မပါဘူးလားသူတို့မပါဘူးသူကအဲ့အချိန်မှာကိုအမြဲအဲ့တာကေတာကနေပြီးတော့အဲ့ဟိုထီကိုကားစီးသွားလိုက်တာအဲ့ဒီသူနဲ့စောင့်နေတဲ့နေရာကိုပဲစီးသွားလိုက်တာစောင့်နေတဲ့နေရာကိုပဲစီးသွားပြီးတော့အဲ့ဒီနေရာလဲကြားအောင်သူကအမှကားနဲ့ဘယ်နာဆောက်တာကြဘယ်နာဆောက်တာဆောက်တာဟိုဟာစစ်နေကောင်အဲ့ဟိုပါလဲဒါပြောပါအခုနေပါမိမတို့ဒီဘက်လာဒီမှာလားစနေကောင်နာဟာလားဖုန်းနဲ့ဟိုလာဒီမှာလားစနေကောင်ဘက်မှာစနေကောင်နားမှာတက်ခွင့်မှာချမ်းညဆိုလားဘာချမ်းသိညပါဆိုလားမသိဘူးခွင့်နဲ့နေရအေးပါ